ဒါလေးက3000ခွဲပဲပေးရတယ်3000ခွဲရလက်လေးကိုကြီးလိုက်အောင်နော်လုံးဝအောင်မအီတုံနေတယ်အပြင်မှာလည်းဒီလိုမျိုးလေးပဲလုံးဝဒါဖုန်းထဲမှာမဟုတ်လို့ဗီဒီယိုထဲမှာမဟုတ်လို့ဆိုပြီးတော့မှမီးတွေထိုးရိုက်ထားတဲ့ဘာညာမထင်ပါနဲ့ဗာမီမှလည်းထိုးရိုက်ထားတာဘာမှမရှိပါဘူးရှင်သိဆိုင်လေးထဲမှာပဲရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီစပင်လေးကဆိုလို့ရှိရင်စံသားလေးလည်းကောင်းတယ်ဒီညီမလေးရဲ့စပင်လေးကအဖျားလေးတွေကတော့နည်းနည်းလေးရှည်ရှည်လေးပေါ့နော်ဒီမှာကြီးသူကအပေါ်ပိုင်းဒီမှာဆိုလို့ရှိရင်အတူလေးတွေရှိတယ်အပေါ်ပိုင်းကအုံအထူကြီးပဲအရင်မှကတ်ထူနေသူရဲ့စပင်လေးကနည်းနည်းလေးအောက်ရှူးလေးဖြစ်နေတဲ့ခါကျတော့တင်ကကိုပေါ့ကိုခေါင်းလျှော့လိုက်တဲ့အချိန်ကျလို့ရှိရင်လည်းလုံးဝမှဒီလိုမျိုးတဘာဝဆန်တဲ့စပင်လိုမျိုးပြောင်ပြောင်အေးအေးလေးဖြစ်အောင်ပေါ့ကွာလှုပ်ပေးထားတယ်နော်ဒါလေးကဒီမကြည့်အမှဘီဖိလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အပေါ်မှာအတူလေးတွေထွက်လာလေးတွေ့ရမလားလုံးဝကိုမှအိုက်စပင်အတွင်းထဲမှာအဲ့လိုမျိုးလေးတွေရှိအဲ့ဒါကိုတင်ကထောင်မထွက်လာအောင်ပွားမသွားအောင်လို့ဆိုပြီးမှဆေးလေးတီချလေးသုံးပြီးထားပြီးတော့မှကောင်းကောင်းလေးလှုပ်ပေးထားတယ်အဲ့ဒါကိုမှသူ့ရဲ့ဆန်သားလေးကလည်းအရန်ကောင်းနေတဲ့ဆေးလေးတီချသုံးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီရက်လက်လေးကဒီလိုမျိုးလေးပေါ့နော်ပြောင်ပြီးတော့မှအီအီလေးဖြစ်နေတာနော်ပြောင်ပြောင်ဆူဆူအီအီလေးဖြစ်နေတာပါရှင်ကဲဒီလိုလေးလာချင်တယ်ဆိုလို့ရှိရင်သိန်းဆိုင်လေးကိုလာခဲ့ပါတင်ရဈေးနှုန်းလေးလည်းရှော့ပြီးတော့မှလှုပ်ပေးပါမယ်ရှင်